တော့အားလုံးပဲမင်္ဂလာပါခင်ဗျာဆက်ပြာစီကိုပြပြနစ်နစ်နဲ့ဘူးရီများများလေးထွက်မယ်တတောင်းကြော်လေးနဲ့ပဲရမယ်ဆိုရင်စိတ်ဝင်စားလားခင်ဗျာဟုတ်ကဲ့ပါခင်ဗျာရှိုင်းဆက်ပြာစီကုန်ချမ်းပြင်ရပါခင်ဗျာကျွန်တော်တို့စီမှာဒီ9မျိုးဆက်20လီတာထွက်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာဒီ9မျိုးဆက်20လီတာထွက်လေးရဆိုရင်ဆက်ပြာစီကိုပြပြနစ်နစ်နဲ့လည်းရမယ်ဈေးနှုန်းကလည်းတတောင်းကြော်လေးနဲ့ပဲရမှာဖြစ်ပါတယ်ခင်ဗျာလက်ကားစီလည်းတီးတန့်ရှိပါတယ်ခင်ဗျာလက်ကားစီလေးကတော့စိတ်ထုတ်ကနေစပြီးတော့လက်ကားစီတီးတန့်ရမှာဖြစ်ပါတယ်ခင်ဗျာဒီ9မျိုးဆက်20လီတာထွက်ကလေးကဘူး20စာလုံးဝအပြည့်ဆိုရင်ဒီကျွန်တော်တို့ဒီအရင်ကဆက်ပြစီကြီးဖြော်ရောင်းမဲ့သူတွေဖြော်ရောင်းမဲ့သူတွေအတွက်ဆိုတပူးကိုရာခဏလောက်ပဲရှိမှာဖြစ်ပါတယ်ခင်ဗျာလက်ကားစီးကလည်းဒီလိုမျိုးဆက်ပြကုန်ကြမ်းကို10ထုတ်ကနေစပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ကနေပြီးတော့မန္တလေးမြို့တွင်ကဆိုရင်တော့အိမ်ရောက်ငွေချေ delivery အခမဲ့နဲ့ပို့ဆောင်ပေးနေတာဖြစ်ပါတယ်ခင်ဗျာနေကားဆိုရင်တော့ဂိတ်ချငွေစီလေးပဲဖြစ်ပါတယ်ခင်ဗျာကိုယ်တိုင်ကိုကြားလာရောက်ဝယ်ယူအားပေးခြင်းနေဆိုရင်လည်းကျွန်တော်တို့ဒီစိုက်ခွဲတစ်ကလေးကတော့မန္တလေးစကိုင်းလမ်းမကြီးပေါ်မှာစိုက်ခွဲတစ်ကလေးရှိပါတယ်ခင်ဗျာစိုက်ခွဲတစ်ကလေးကတော့59လမ်း125 126စလုံးစိမ်းမှာကျွန်တော်တို့ရဲ့စိုက်ခွဲတစ်ကလေးရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ပင်းရင်းဆိုင်မှာလာရောက်ဝယ်ယူအားပေးခြင်းနေဆိုရင်လည်းပင်းရင်းဆိုင်ကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်စင်ရွာကြီးမှာကျွန်တော်တို့ရဲ့ရှိုက်ဆက်ပြကုန်ကြပင်းရင်းဆိုင်ကြီးရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကတော့399366 9364နဲ့3996836539လေးပဲဖြစ်ပါတယ်ခင်ဗျာဆက်ပြစီကိုပြပြနစ်နစ်နဲ့တတောင်းကြော်လေးနဲ့ပဲရချင်နေဆိုရင်ကျွန်တော်ရှိုက်ဆက်ပြစီမှာ9မျိုးဆက်20လီတာထွက်လေးရှိရနော်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ